အားပေးနေကြတဲ့မိဘသူများအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ Sky Map Update Channel ရဲ့အပတ်စဉ်ရိုက်ကူးထုတ်လွှင့်ပေးနေကြအစီအစဉ်ကောင်းတစ်ခုဖြစ်တဲ့မင်္ဂလာတရားမင်္ဂလာစကားအစီအစဉ်မှာ online ဓမ္မအမေးဖြေများအစီအစဉ်ကိုရွှေကုံစီရောနိကယ်9ရက်ဝင်ဓမ္မတာကိစ္စအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်တဲ့ဆရာဦးစန်းလင်းဆယ်မြောင်ကနေပြီးတော့မှဆွေးနွေးပေးသွားမှာပဲဖြစ်ပါတယ်ရှင်။မိလာတဲ့မိကုလေးရကြတော့ဝေးတီခေါင်ပြကျေးလက်တော်ရဒေတာအတော်များများကိုရောက်ဖူးပါတယ်။နှစ်တော်ကြောင်နေထိုင်ခဲ့ပူပါတယ်။ဘာသာရေးကိုယ်ွယ်မှုလိုအပ်ချက်များကိုလည်းတွေ့မြင်ရပါတယ်။အထူးသဖြင့်ကျောင်းထိုင်ပုဂ္ဂိုလ်ရှောက်ခွေမရဖြစ်တာလုံးတလို့မဖြစ်တယ်လို့လုပ်နေကြရပါတယ်။သာသနာရဲ့အတိမ်အနက်ကိုနီးမှန်လမ်းမှန်ဝေဖန်ညွှန်ကြားပေးစီလိုပါတယ်ခင်ဗျာဆိုပြီးတော့အကောင့်နမိတ်ဖိုးသိမ့်ထရနေပြီးတော့အမြင်မြတ်ထားဖြစ်ပါတယ်။ဟိုနီးမှန်လမ်းမှန်ညွှန်ကြားတဲ့အဆင့်ထိတော့လဲကျွန်တော်လည်းအဲ့လောက်အခြေအနေတော့မရှိပါဘူးဒါပေမဲ့သိတဲ့လောက်တော့သိတာပေါ့နော်သိတယ်ဆိုတာဒီပြောထားတဲ့ဟိုကျောင်းနိုင်ဘုံကြီးရှားပါတဲ့ကိစ္စတွေပေါ့နော်ဝေးလံတီခေါင်တဲ့ရက်ဒေသမှာမတိုးတက်တာတွေပါတယ်အဲ့ဒါကဒီလိုရှိတယ်ဗျာကျွန်တော်တို့ကဝေးလံတီခေါင်တဲ့ရက်ဒေသတော့ကျွန်တော်ကတော့မရောက်ဘူးခရီးသွားတာပဲဒါပေမဲ့တဆင့်စကားတဆင့်သားစီတော့ဟိုကြားတာရှိတာပေါ့နော်အချို့ဒေသတွေမှာဗျာဟိုဩဃာသကြောကျိုးမရတဲ့ဗုဒ္ဓဘာသာတွေရှိတယ်နော်ငါးပါးသီလမဆောက်တည်နိုင်တဲ့ဗုဒ္ဓဘာသာတွေရှိတယ်ကျွန်တော်ကိုယ်တိုင်ကြုံဘူးတာဆိုရင်တော့အဲ့မျိုးသမီးကပြောတယ်သူအိမ်မက်မက်တယ်တဲ့ဘုရားရှင်ကျန်တဲ့ပုဂ္ဂိုလ်ပေါ့နော်သူ့ကိုပြောတယ်သက်သက်လွတ်စားပါ၈ပါးသီလဆောက်တည်ပါအဲ့သူကပြန်ပြောသက်သက်လွတ်စားတာသူသိတယ်တဲ့၈ပါးသီလဆိုတာအပြင်မှာတကယ်ရှိလားတဲ့ကျွန်တော်မေးတယ်အဲ့လိုအစ်နေတောင်ရှိတယ်နော်အပြင်မှာ၈ပါးသီလရှိတယ်မရှိတယ်တော့မသိဘူးတချို့ဘာသာလိဘာသာအနက်တိတ်ပဲ definition မသိဘူးအသက်သာကြီးသွားတယ်ပေါ့ဗျာနော်လူကြီးတွေမှာကလေးကြီးတွေဖြစ်ကုန်တာပေါ့နော်ဒါတွေတော့ဟိုရှိပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့နိုင်ငံတော်သံဃာမာနာယကဆိုတာဘာသာရေးနဲ့ပတ်သက်လာရင်တာဝန်ယူဖြည့်ရှင်းရတဲ့ဖွဲ့ကြီးပဲလေနော်နိုင်ငံတော်သံဃာမဟာနာယကဖွဲ့ရလဲညွှန်ကြားလာတွေထုတ်ထားတယ်။ဘာလို့ရက်တိုင်းရွာတိုင်းဒေသတိုင်းမှာဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းတွေဖွင့်ရမယ်။ဒါပေမဲ့အကုန်လုံးကိုတော့မရောက်ဘူးပေါ့ဗျာ။မရောက်ဘူးလို့သာကြီးမြို့ကြီးပြက်ကြီးရာကြီးရွာကြီးတွေမှာဟိုခေတ်မြင်ခေတ်အသည့်ဟိုအတွေးခေါ်ရှိတဲ့ဟိုကျောင်းနိုင်ဆရာတော်တွေရဲ့နေရာဒေသတွေမှာပဲဒါတွေကပြန့်ပွားနေတာတွေတွေ့တာနော်အားနေချက်ပေါ့နော်။နောက်ပြီးတော့သာထွန်းပြန်ဆိုတာရှိတယ်သာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနဆိုတာဒီသာသနာရေးဝန်ကြီးဌာနလက်အောက်ကပဲအဲ့ဒီကလည်းပဲလူသာသနာပြုပုဂ္ဂိုလ်ယဟန်သာသနာပြုပုဂ္ဂိုလ်တွေကိုဒီပြည်နယ်နဲ့တိုင်းရဲမှာလွတ်တယ်စေလွတ်တယ်စေလွတ်ပေမဲ့လည်းဒီဟိုပါပေါ့ဟိုဒုတိယရောက်တော့ရောက်တဲ့ရက်ဒေသလည်းရောက်တယ်မရောက်တဲ့ရက်ဒေသလည်းမရောက်ဘူးပေါ့နော်တချို့ဟိုလောကကောင်းမှမသိတာတွေလည်းရှိတာပေါ့နော်ဒါတွေကတော့အများတန်းခေတ်ကာလမှာရှိနေမှာပါပဲအဲ့တော့ကျွန်တော်တို့ကညွန်ပြဖို့တဲ့နီးလန်းရှာဖွေဖို့လိုတာပေါ့နော်အဲ့ဒါတွေကဘာတွေလဲဆိုတော့နံပါတ်1ချက်ကအဲ့ဒီဒေသတွေမှာရှိတဲ့ကျောင်းနိုင်ဆရာတော်ဒီရဲ့ညွှန်ကြားမှုအားနည်းတာလားနော်သူတို့ညွှန်ကြားမှရမယ်လေကျောင်းနိုင်ဆရာဒါမှမဟုတ်ရင်လည်းအဲ့ဒီကျောင်းနိုင်ဆရာတော်တွေရဲ့ညွှန်ကြားမှုကိုရှိတဲ့ရက်ထဲရွာထဲမှာရှိတဲ့လူကြီးလူငယ်လူလက်တွေကပဲမျက်ကွယ်ပြုတာလားဒါမှမဟုတ်ရင်အခြားအဟန့်အတားပေါ့ဒါတွေမလုံနဲ့လုံရင်ဘာညာပေါ့ဗျာဒီပြင်အခြားအန္တရာယ်အဟန့်အတားတွေများရှိသလားဆိုတာဒါကတော့သက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းရပဲစစ်ဆေးဖို့ပဲလိုတယ်ဟိုကျွန်တော်တို့ကတော့ဝင်ပြီးတော့ဒီလောက်ပဲပြောလို့ရမယ်လေနော်သာသနာပြုလုပ်ငန်းတွေမှာတော့အလေးတော့အကြံပြုရှင်တယ်နောက်တစ်ချက်ကအဲ့ဒီသာသနာအရောက်ပေါက်နေတဲ့နေရာတွေမှာဆိုရင်အခြားဘာသာကြားအယူဝါဒတွေလည်းရှိတယ်အဲ့ဒါတွေကိုစိတ်ဝင်ပူးပြမှုမရှိအောင်လည်းဒီကကိုယ်ကံအားကောင်းမှုလိုတာပေါ့ဗျာအဖျားဝင်နေဆိုကိုယ်ကံအားနည်းရင်ပူဆိုးတာပေါ့အဲ့ဒီဟာကိုလည်းကျွန်တော်တို့ကပြုပြင်မှုလိုတယ်အဲ့ဒီမှာသာသနာမှာဆိုခေါင်းဆောင်လိုတာပေါ့ကျောင်းတစ်ခုမှာဆိုကျောင်းနိုင်ဆရာတော်ပေါ့နော်လိုတာပေါ့အဲ့ဒီကျောင်းနိုင်ဆရာတော်ကိုငယ်ပြူစတတ်ပုဂ္ဂိုလ်ကိုမတင်နိုင်တဲ့အခါမှာလုံးသလိုမဖြစ်တဲ့ခါမှာဖြစ်တယ်လို့လောက်ရတော့တောတက်တွေပါတယ်ကိုလည်းတင်လည်းမြောက်လိုက်ရတာရှိတယ်ပေါ့နော်ရေချင်းလေးပြည့်မိတယ်တင်ပြီးတော့ဒါပေမဲ့တောတက်ဆိုတာငယ်ပြီးတော့စာပေပရိယတ်တွေမကျွမ်းကျင်ဘူးပေါ့အဲ့တော့မနိုင်မနှင်းဖြစ်တဲ့ခါမျိုးဆိုရင်သာသနာလည်းနစ်နာတယ်ကိုယ်ွယ်တဲ့တရားဓမ္မတွေမှာလည်းနစ်နာတယ်အဲကြောင့်ကျောင်းတိုင်ဘုံကြီးသင်တန်းကျောင်းဆိုတာနောက်ပိုင်းမှာထပ်ဖွင့်ပေးရကျောင်းတိုင်ထဲမှာဆိုပြီးစွတ်ထိုင်လို့မရဘူးအဲ့ဒါအင်္ဂါ၅ပါးရှိတယ်ဗျာအနှစ်ချုပ်ပြောရင်တော့ကျောင်းတိုင်ဘုံကြီးဖြစ်မယ်ဆိုရင်အင်္ဂါ၅ပါးရှိမယ်အဲ့ဒါပါလဲဆိုတော့ဆယ်ဝါပြည့်တင်းဝီပင်းနှစ်ပြာကမ္မခန္ဓကနဲ့နာယုတ်ပိုင်ဟောကြားနိုင်ကျောင်းတိုင်9အင်္ဂါနံပါတ်1ကပါလဲဆယ်ဝါပြည့်တင်းနဲ့ယဟန်သိက္ခာဝါဆယ်ဝါရှိရမယ်ယဟန်သိက္ခာဝါဆိုတာက9ဝါအထိကို9ဝါလို့ခေါ်တယ်ဒါတန်ခါခေါ်ပါပေါ့9ဝါနဲ့10ဝါကိုမစ္ဆလို့ခေါ်တယ်10ဝါနဲ့ဝါ20ကိုထေရလို့ခေါ်တယ်အခုကထေရဖြစ်ရမယ်နော်မထေပေါ့နော်အဲ့ဒီ10ဝါနဲ့ဝါ20အထိကိုမဟာထေရလို့ခေါ်တယ်20အထက်ကိုမဟာထေရလို့ခေါ်အဲ့တော့10ဝါပြည့်တင်းဆိုတာသိက္ခာဝါ10ဝါရှိရမယ်4-5ဝါနဲ့ကြောင်းထိုင်လို့မရဘူး10ဝါပြည့်တင်းဝီပင်းနှစ်ပြာဝီပင်းဆိုတာက
ဘိက္ခုဝိပင်းရှိတယ်ဘိက္ခုနီဝိပင်းရှိတယ်နော်လူပုဂ္ဂိုလ်ဟိုပါပေါ့ယောက်ျားမိန်းမလေးနော်သာသနာမှာဘိက္ခုဝိပင်းဘိက္ခုနီဝိပင်းနှစ်ခုကိုကောင်းကျွမ်းကျင်စွာတက်မြောက်ထားရမယ်နော်ဆယ်ဝါပြည့်ခြင်းဝိပင်းနှစ်ပြားကမ္မယဟန်တွေနဲ့ဆိုင်တဲ့ကံကြီးကံငယ်အမှုတွေရှိတယ်ဒါယဟန်တွေနဲ့ပဲပတ်သက်တယ်အဲ့ဒါတွေကိုလည်းကျွမ်းကျင်ပိုင်နေစားလုံတက်ရမယ်ကမ္မခန္ဓကနဲ့ဆိုတာဝိနည်းမဟာဝခန္ဓကသုလဝခန္ဓကဆိုတာရှိတယ်ဒါလည်းယဟန်တွေနဲ့ပဲပတ်သက်တယ်လူတွေနဲ့မဆိုင်အဲ့ဒါကိုလည်းကျွမ်းကျင်စွာတက်မြောက်တာနောက်ဆုံးစင်းကတော့နံရုပ်ပိုင်ဟောကြားနိုင်ဒါတော့ public နဲ့လည်းဆိုင်သွားတယ်ငါးတိုင်ကြောင်းကလောကမှာတကယ်တမ်းအရှိတရားပရမတ္တတရားနံရုပ်ပဲရှိတယ်အဲ့ဒါကိုကျွမ်းကျင်ဟောနိုင်ရမယ်ခွဲခြားပြနိုင်ရမယ်ဘာလို့လဲဆိုတော့လူတွေမှာသာသနာဆိုတာကလေဘုန်းကြီးဆိုတာလူတွေတဲ့အချိန်အများကြီးပေးနိုင်တယ်လေသာသနာလုပ်ငန်းပဲလုပ်တာအဲလူတွေကိုတရားနဲ့ပြန်ကျေးဇူးဆက်ရမှာပေါ့အဲ့တော့မသိတတ်တဲ့ယုတ်တရားနဲ့သိတတ်တဲ့နံတရားနှစ်ခုရှိတာကိုအဲ့ဒါကို तू ကကိုယ်ကွယ်ပြပြသိပြီးတော့သူတစ်ပါးကိုလည်းကောင်းစွာဟောကြားနိုင်ရမယ်ဘာကြောင့်လဲဆိုတော့ပုရုဇဉ်ဖြစ်ရနေအရိယာကိုသွားရင်ဘာလုပ်တာတက္ကရာဒိဋ္ဌိကိုဖြုတ်တာလေတက္ကရာဒိဋ္ဌိကအဆင့်၄ဆင့်ရှိတယ်အတိဩလာရိကတက္ကရာဒိဋ္ဌိဩလာရိကတက္ကရာဒိဋ္ဌိဒုက္ခမတက္ကရာဒိဋ္ဌိအတိဒုက္ခမတက္ကရာဒိဋ္ဌိအတိဩလာရိကတက္ကရာဒိဋ္ဌိဆိုတာအတိဆိုတာလုံလုံကဲကဲဩလာရိကဆိုတာကြမ်းတမ်းတာတက္ကရာဆိုတာတော့တန်ဝိဇ္ဇမာနောကယောတက္ကယောမိစ္ဆာဝသေနဒိဋ္ဌိတက္ကရာဒိဋ္ဌိပေါ့နံရုပ်ကိုအမှန်မမြင်ပဲနဲ့အမှားမြင်တယ်ပေါ့ဗျာအတူပြောရင်တော့အဲ့တော့အလွန်အမင်းကြမ်းတမ်းတဲ့တက္ကရာဒိဋ္ဌိကိုနာမရူပပရိစ္ဆေဒဉာဏ်နဲ့ဖြုတ်ပါတယ်အခုနပြောတဲ့ယုံနံကွဲတာအဲ့ဒါမှမဖြုတ်နိုင်ရင်အခြေခံကမဖြုတ်နိုင်ရှေ့ပြတ်လို့မရအောင်ဒါကြောင့်ကျောင်းတိုင်တွေအရေးကြီးရလို့ပြောနောက်တစ်ခါအတိပြုတ်သွားပြီပေါ့ထားပါတော့နာမရူပပရိစ္ဆေဒနဲ့ဩလာရိကတက္ကရာဒိဋ္ဌိအတိပြုတ်သွားပြီကြမ်းတမ်းသောတက္ကရာဒိဋ္ဌိရှိသေးတယ်အဲ့ဒါကိုပစ္စယပရိက္ခဉာဏ်နဲ့ဖြုတ်ပါတယ်အကြောင်းကျိုးဆင်ခြင်တာအကြောင်းကျိုးသိသိတာပရိစ္ဆသမုပ္ပါနံနဲ့ရုပ်ကွဲသွားပြီဆိုရင်ဒီမှာရက်လို့မဖြစ်ဘူးလေအဲ့ဒီနံဖြစ်လာတဲ့အကြောင်းရုပ်ရဲ့ဖြစ်ကြောင်းဖြစ်ဟန်ချုပ်ဟန်ဖြစ်ချုပ်ဟန်ဒီလိုသားမှာပေါ့အဲ့ဒါကိုပစ္စယပရိက္ခဉာဏ်နဲ့ဖြုတ်ပါတယ်ပြီးရင်ဒုက္ခမတက္ကရာဒိဋ္ဌိဆိုတာကျွန်တော်တို့ပါလေးပေါ့ဒုက္ခမဆိုတာနူးညံ့တာရှိမှန်းတော့မသိရဘူးဒါမဲ့အဲ့ဒီမှာရှိနေတဲ့တက္ကရာပေါ့ငါမြင်တယ်ငါကြားတယ်ငါနားနဲ့အစရှိသည်မျိုးပေါ့ဗျာအဲ့လိုကြားနေတဲ့ဟာကိုဝိပဿနာဉာဏ်နဲ့ဖြုတ်ပါတယ်ပြီးတော့မှအတိဒုက္ခမတက္ကရာဒိဋ္ဌိဆိုတာအနုတ္တယပိုင်းပေါ့အလွန်နူးညံ့တဲ့တက္ကရာဒိဋ္ဌိကိုမဲ့ဉာဏ်ပူဉာဏ်နဲ့ဖြုတ်တယ်ဒီအဆင့်၄ဆင့်အဲ့ဒါအကျော်လို့မရအောင်ဒါကြောင့်နာယုတ်ပိုင်ဟောကြားနိုင်၅ခုပေါ့နော်ကျောင်းတိုင်9အင်္ဂါဆိုတဲ့ဟာပေါ့အဲ့ဒီကျောင်းတိုင်9အင်္ဂါဖြစ်ဖို့အတွက်လေ့လာကြိုးစားပွားများအထောက်ရပါတယ်ဒါကြောင့်အကြံဉာဏ်ပေးချင်တာကတော့ခုနပြောတဲ့အတိုင်းပဲနော်ကျောင်းတိုင်ဆရာတော်ဘုရားကြီးတွေရဲ့ဆရာတော်တွေရဲ့လမ်းညွှန်မှုမရှိတာလားရှိတာကိုပဲဥပ္ပခါပြုတာလားအခြားသောအဟံတာအနောက်ရှက်အန္တရာယ်တွေရှိသလားဆိုတာကိုစမ်းစစ်ဝေဖန်ဖို့လိုတယ်ခုနကျောင်းတိုင်တွေကိုငယ်ပြူစာတတ်ပုဂ္ဂိုလ်တွေကိုအစားထိုးပြီးတော့ပေါ့နော်နောက်တွေမှာလုပ်တယ်တော့သာသနာတော်ကြီးကတိုးပွားသွားပါမို့နော်အဲ့တော့ပဲပြောလို့ပါဟုတ်ကဲ့ပါရှင်အခုဆိုလို့ရှိရင်လည်းဒါမိကုံမင်းညံထားတဲ့မိကုံရှင်တွေအနေနဲ့လည်းဆရာရဲ့ဖြေကြားမှုနားဆင်ပြီးလို့ကျန်တဲ့ကြားလိုက်မယ်လို့လည်းယုံကြည်မိပါတယ်ရှင်အခုလိုမျိုးပေါ့နော်မင်းညံလာတဲ့မိကုံတွေအကုန်လုံးလည်းဆရာအနေနဲ့အခုလိုဖြေကြားပေးတဲ့အတွက်လည်းကျွန်တော် Skynet Daily Channel ကနေပြီးကျေးဇူးအထူးပဲတင်ပါတယ်ဆရာကျွန်တော်လည်းအထူးကျေးဇူးတင်ပါ